မင်္ဂလာပါခင်ဗျကျွန်တော်တို့ဒီနေ့3ရက်မြောက်နေ့24ရက်နေ့10နှစ်လဗုဒ္ဓဟူးနေ့အတွက်အားအကောင်းဆုံးကဏ္ဍနဲ့အားနည်းဆုံးကဏ္ဍတွေကိုရှုပြပေးသွားပါမယ်ဗုဒ္ဓဟူးနေ့12နာရီအတွက်အားနည်းကဏ္ဍက3ဖြစ်ပါတယ်မတွဲကဏ္ဍတွေက3သူမြ165တွဲမထွက်နိုင်ပါအားကောင်းကဏ္ဍ9လေးနှစ်ပါ940နှစ်ကိုပြည့်ဖြစ်လေကစားနိုင်ပါတယ် channel ကို subscribe မလုပ်ရသေးရင်ခုပဲလုပ်ပေးထားကြပါထိတ်စီးအနေနဲ့9ထိတ်2ထိတ်ပါထိတ်ဆွဲခြင်းသူများအဆင်ပြေအောင်ပါဒါဆိုကျွန်တော်တို့ထိုးကွက်လေးဆက်ကြည့်ရအောင်9ထိတ်နဲ့9ကွက်2ထိတ်နဲ့4ကွက်မင်းကစားဖို့54 59 52ဒီ3ကွက်ပဲပေါက်ရမယ်နော်ကြည့်ယူပေးသူအားလုံးလည်းကံကောင်းခြင်းများစွာရရှိကြပါစေနော်အားလုံးတဦးတယောက်မကြံလိုက်လက်မလေးတွေနှိပ်ပေးထားခဲ့ကြပါကျေးဇူးအထူးတင်ပါတယ် good luck ခါ